များမှာပါနော်တချို့လည်းပဲကျွမ်းကျင်ချင်းအာမထုတ်ဖူးလေးတဲ့ပုဂ္ဂိုလ်တွေလည်းပဲပါနိုင်တယ်ပေါ့တရားအထုတ်တယ်ဆိုတာဘာလို့တာတော့အခြေခံကြကြအဲ့ဒီမေခွန်းရဲ့အဖြေကိုမှန်မှန်ကန်ကန်ဖြေနိုင်ဖို့လိုမယ်နော်တရားအထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားတာပါနော်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားကိုယ်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တ attva တွေဟာကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိကြဘူးမမြင်ကြဘူးဖြစ်နေတာကတစ်မျိုးကိုယ်ကထင်နေတာကတစ်မျိုးနော်ဘုရားယန္တာရိယသူတော်ကောင်းကြီးတို့ရဲ့အမြင်အရဘဝခန္ဓာဆိုတာဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားသာဖြစ်တယ်လို့ဒီလိုဟောတာ